ဒီတော့ပြင်မှာကြတော့အချိန်အများကြီးပေးစရာမလိုဘူးအလောက်တစ်ဖက်နဲ့စူးစမ်းတဲ့သူတွေအများကြီးရှိတဲ့အဖွဲ့တွေမှာနော်အပူအားလိုက်တဲ့ချိန်မှာလည်းလုပ်လို့ရတယ်သမင်းစားတဲ့ချိန်ကားဆောင်တဲ့ချိန်မှာလည်းလုပ်လို့ရတယ်အဲ့ဒီ9မိနစ်10မိနစ်တွေကတနည်းလောက်ဆုလိုက်ရင်တနာရီလောက်ပြည့်မယ်ထင်တယ်နော်တော့ပလစ်ကဖောင်းထဲမှာအခြေခံစီးပွားရေးတစ်ခုဖြစ်လို့ခမရပဲနေရာရောက်ပါပဲလောက်ဖောင်းလေးထောက်ပြီးဒီ WSW လေးကိုမျှဝေကြော်ညာပေးအောင်နဲ့ပဲခမရအမြင့်ကော်မရှင်ကတွေရတယ်အချိန်မရှိတဲ့သူတွေအတွက်လည်းအစီအပြေအောင်ကော်မတီကဆက်ဆက်အရာတာဝန်ယူထားပေးတယ်အချိန်မရှိတာအသာစီမဟုတ်ပါဘူးเนาะအချိန်ကိုအတောင်းတက်ဖို့လိုပါတယ်ခင်ဗျာဒီ software အထက်မှာဝင်ငွေရှာတဲ့သူတွေအလောက်ကအခမဲ့ပွဲမှာတွားရောက်လေ့လာတည်ယူပြီးတော့အခွင့်အရေးမြင်ပြီးစူးစမ်းကြသူတွေကထားရောညမှာရောအောင်မြင်တတ်ကြသူတွေရှိတယ်အကျွေးတွေလည်းပြေလည်တတ်ကြသူတွေရှိတယ်အခက်အခဲတွေလည်းပြေလည်တတ်ကြသူတွေရှိတယ်ကားတွေအိမ်တွေချန်တွေပိုင်ဆိုင်ကြသူတွေရှိတယ်အဲ့တော့တရားရခဏစူးစမ်းကြည့်နေဆိုရင်အခွင့်အရေးယူပြီးအကောက်ဆက်စူးစမ်းပါလို့ပြောချင်ပါတယ်ခင်ဗျာလေ့လာကြည့်ပါခင်ဗျာ